ဟေးခါမချတယ်လေဝတ်ဒီတိုက်လာအကုန်ပုံမြန်မာလိုပဲအကုန်ပုံမှာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခေါက်မှာတော့တမကွင်းရှောင်းမရမှာပေါ့နော်ကြောင်စင်းကိုကျွန်တော်တို့ပိုက်တာပြီးတော့ဒီကိုင်းလေးမှာကျွန်တော်တို့ကိုင်းနဲ့အသီးနှံနေနဲ့ငါဖမ်းပြီးတော့ထမင်းချက်စားပြမှာဖြစ်ပါတယ်ကြောင်စင်းနေပြည့်စားကြီးရောဘာရှိလဲအေးဒီကောင်လေးကိုပိုက်တာမှာအိုးအုပ်လိုက်ပဲဒါဒီပိုက်လေးကတော့ဒါငထောင်စင်းပိုက်ပေါ့နော်ငထောင်စင်းပိုက်ဒါသူတို့ဟိုလက်လာနဲ့ဆင်းထားတာပေါ့ဒီမှာအပေါ်ဖော်သီးနဲ့အဲ့ဒါပြီးလို့ရှိရင်အောက်မှာကဒါခဲခါပါနေပေါ့နော်ဒီပိုက်ကွင်းလေးတွေကဒါကျွန်တော်တို့ယူဒန်တာမန်ရှာတဲ့ငါးပိုက်တွေတဲ့အများကြီးသေးတယ်သူကငထောင်စင်းရသေးသေးလေးတွေဆိုတော့ဒါဒီပိုက်ရဲ့ site ကိုတော့ကျွန်တော်မသိလို့ဟို site နံပါတ်ကိုကျွန်တော်မပြောပြတတ်ဘူးပေါ့နော်ဒီကောင်ရဲ့ဇောက်ကဘယ်လောက်ရှိမလဲဆိုလို့ရှိရင်2000လောက်တော့ရှိတယ်ပေါ့ဒါဆိုတော့ကျွန်တော်တို့ဒီပိုက်ကလေးနဲ့ငထောင်စင်းကိုဘယ်လိုချမလဲဘယ်လောက်ထိရမလဲပေါ့နော်ပြီးရင်ဘယ်လိုချက်ပြုတ်စားမယ်ဆိုတော့ဒါကျွန်တော်နဲ့အတူလိုက်ပါကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒါအခုကျွန်တော်တို့ပိုက်တလောက်ကြာရင်ပိုက်ရှာတော့မှာဖြစ်ပါတယ်ငထောင်စင်းကိုပိုက်ရှာပြီးတော့ရှောင်းမြမှာတဲမှာရှက်ကင်မပြီးရှက်စားပြပါလားချက်စားပြပါလားလို့ပြောရလူတွေဒီမှာဒီခုတစ်ခါတော့တခြားကိုချက်စားပြမယ်အဲ့မလူတွေကြည့်ထားပါကြိုက်ပြီမင်းမျိုးရှိပြီခုံချမှာဖြစ်ပါတယ်ခုစင်းတော့မောင်လေးစုပ်ပဲဖြစ်ပါတယ်အော်စင်ဘူးရောမလားလမ်းလုံးပြောလာတယ်အော်စင်ဘူးโอ้ก้าไว้ပြီးဆွဲပါလားကိုစပန်လူဟောโอเคဝိုင်းဟာငါးတွေရရှိတယ်โอ้အဲ့ပါအုပ်လိုက်ပဲဟေးဒီမှာအေးမဘောကြော်ကြီးထောင်းဆိုင်မှာတော်တော်ဆိုင်သွားတာတော်တော်များကြီးပဲသွားတာโอ้အုံတိုက်ရပဲမကြီးโอ้ငထောင်စင်းထောင်စင်းလို့ခေါ်ပါတယ်ကဲဘာတွေဘလို့ပိုင်းမှာတိုးတယ်ဆိုတော့အဲ့မှာအောက်ပိုင်းကတစ်ဖြက်လာလိမ့်မယ်โอ้တိုးလာတယ်ဝေးတိုးလာခေါ်ပါလေရပြီโอ้လှကြပဲဟေးမမှုံနေတာပဲပိုက်တိုင်းမှာပါတော့ငါးတွေအားကြီးပဲမှုံလို့โอ้ငထောင်စင်းနေပါကြည့်တက်တာဘူးလားလို့โอ้ထွက်ကြတယ်ကောင်နဲ့ကြားပြီဒီမှာရေဆောင်ရကြည့်တာဟေးခါမချတယ်လေအကန်းကိုဒီမှာခါမချမယ်ဒုက္ခပဲဒီမှာတော်တော်ဆိုးဝါးဖြစ်နေပြီအုတ်တိုင်နေရပဲဟာမော်ဒီလိုပါငထောင်စင်းနေမောလို့ပါလို့ထောက်လာရရင်တော့ဝေး
အာကြီးပဲဒီမှာအာကြီးပဲဒါဖြုတ်သွားပြီလို့ဖြုတ်သွားပြီဖြုတ်သွားပြီအာကြီးပဲအာကျွန်တော်ပြီးရင်ဥကဒီကောင်ကအကြီးထိုးကကျတော့ဟိုလိုအိမ်လုံးနဲ့ထက်နေရင်တော့ရနော်ဒုံနဲ့ထက်နေလိုက်ပြီးတော့ပြီးတော့ဘယ်လိုကိုင်မကန်ကြီးတွေပြမယ်စင်းမျိုးသားတွေကမတော်စင်းဟိုဒီမှာဒီနှစ်ခုကျတော့ဟိုတမျိုးပါလားအမျိုးပြမဟုတ်အမီးကကိစ္စမရှိဘူးဒီမှာကျွန်တော်တို့ဒီဘေးကြားနေရပါလားအဲ့ဒါငနန်းချောင်းဒီမှာဘေးကြားနေငနန်းချောင်းဒါငတောင်စင်းအပြင်ဟိုပါတယ်ဆော့ဆော့ဒီထဲမှာဟိုလေးပါသေးတယ်ငခုံးလေးတွေပါတယ်ဒီမှာငခုံးကျွန်တော်ငခုံးစင်းချိန်လဲထဲမှာအဲ့လိုမျိုးစင်းနေငခုံးတော့ခေါ်တာနဲတယ်ငါကင်နေပါပြီလို့ဒါကျွန်တော်ငါကင်နေပြီပေါ့နော်ဒီမှာဥကကလေးချစ်စားမယ်ဒါပြီးမှဟိုလောက်ပါလားဒါတကောင်ဖြင်းပြီးကမှအကြီးထိုးပါဘူးအကြီးကလက်နဲ့အကုန်မှုတ်ပို့လိုက်လို့ရှိရင်ဒီကောင်ပြောင်းသွားပါဘူးပထောင်စင်းချက်ဖို့ဒီမှာရုပ်သီးသိမ်းကိုင်းနေမှာအကြိုက်ခူးကြိုက်စားပဲရုပ်သီးစိမ်းနေအာတခွားသည်ဟိုးလက်စက်ရုပ်ကတပင်ကိုတီးရနှုံးနေအပင်လေးသေးမှကြည့်လိုက်တီးရအားကြီးပဲဒီမှာတခွားသည်လေးဒီမှာအညာမှာစမိတ်ပင်နေဒီမှာအခင်းအစိမ်းမှာရှိသေးတယ်ဒီမှာစမိတ်ပင်နေတို့မဟေးစမိတ်ပင်နေမွေးနေရောစမိတ်ပင်နေဟိုနဲ့ဟိုနောက်တည်းဥကလှော်စားအောင်မယ်ရတောင်စင်းရှစ်မယ်တောင်စင်းကိုဒါကျွန်တော်ဖြင်းပြီးတော့ဒါကုသမိုင်းလူဖြင်းထားတာနော်ဖြင်းပြီးတော့ဆေးပြီးတော့အကုန်လုံးဆေးပြီးသားဒါဟိုကျွန်တော်စားစနေရှုံမုံနဲ့ဟိုငပိလည်းမရေးသေးရှင်ရှင်လေးလည်းမရေးသေးနဲ့ဥကပုံစံမျိုးလေးဒါပြီးတော့ရမရေးသေးလေးငပိလေးနဲ့ဆိုတော့ကကလေးပေါ်တာဒါမှရေးသေးသေးလေးပါချိုးထလိုက်တော့တိုင်းရေးသေးလေးချိုးလိုက်တော့ရှယ်ပဲငပိစားစနစ်ချိုးဘာညာထည့်ပြီးတော့ရေးသေးသေးချိုးထည့်တာရေးသေးသေးကတော့ကကြင်းနဲ့မညက်တော့ဘူးကျင်းနေပါထည့်ပြီးဒီမှာအောင်လားလေအဲ့မှာဝါကြဖုံးလေးအုပ်ထားပြီးတော့မီးလေးထိုးပေးထားလိုက်မယ်ဟောတဲ့ပြီးရင်ဒီမှာဟင်းပြုံးကိုပြုတ်မယ်ဆွဲပြီးလို့စမိတ်ပင်လက်လက်စားကလေးနှုတ်ပြီးတော့စမိတ်ပင်အုပ်မယ်ချကာနီးမှာတီတော့အမြင့်တွေကိုချိုးပြီးဖယ်လိုက်မယ်ဒါလေးတွေနဲ့စမိတ်ပင်လေးအုပ်ပြီးတော့ဘယ်လောက်ထိမှုေးလေဖို့ဆိုတာစဉ်းစားကြည့်ပေါ့တို့တော့ဟင်းတရားလေးတွေနဲ့ပြီးရင်ဘယ်လိုတွေဆွဲမလဲဆိုတာတော့ဝတ်ဒီတိုက်လာဟာကလေးကြာပြီဖိုက်ဖို့စစ်ပေါ့9လေး66ခဏထားမယ်ဘာလို့လဲမင်းတို့ခုရကျွန်တော်တော့မှတူတူမလုံးဒီမှာစားကျင်တာလက်လက်ဆက်ဆက်ဒါပဲအဓိကဟမ်အဲ့လက်တာမရှိတော့ဘူးဒါကျွန်တော်တို့တွေဟိုနဲ့ပေါ့ဒီထမင်းစားဖို့အတွက်ဒါလုံးဝမာတော်တော်လေးစားတော့ကလေးစားပြဖို့ကြည့်ဒါဟင်းတို့တိုးကြီးပြုတ်မယ်အောင်လာဘူးဟိုမှာရှိမှာဘူးလေဖြိုင်နေဓမ္မပြုတ်တို့ပြောင်းမှုနုတွေပြောင်းမှုနုတွေပြုတ်တို့မယ်အကုန်လုံးဟင်းပြုတ်ကတော့အစုံလုံးမယ်ဟမ်မဟေးဘိုးကျွန်တော်တဲမယ်ဟေးဘိုးပြီးတော့မင်းဆွဲတော့မယ်ဒါအုံမုံလာဘာညာပေါ့မုံလာပြောင်းမှုတွေလည်းပါတယ်ကျွန်တော်တို့ခရမ်းသီးဘူးညွန့်ဖေယုံညွန့်အကုန်စုံတော့တော်တလေတော်တဘာဝထမင်းစားတယ်ဆိုတာဒီလိုငပြောဘက်ကိုခင်းပြီးတော့ကျွန်တော်စီရင်ခံနေသေးတယ်မှာပဲကိုစိုးဝိုင်းတို့အိုးတွေချလေခင်ဗျာမင်းဦးကြီးကလည်းဟီးနေရပဲဒါတော့ကျွန်တော်တို့ငရုတ်သီးလူကိုတောင်းလေးဖြစ်ပါတယ်လို့ဒါလူကိုတော့မဟုတ်ဘူးတော့ခလေးတယောက်ပေးထောင်းလာတာပေါ့ဒါခလေးတယောက်ပေးဒီဘဲထောင်းလာတာတော့ပုံအကုန်ပုံပဲမြန်မာလိုပဲအကုန်ပုံပါမယ်လို့ငါဆုံးကိုင်းနေရတို့စီဟာကိုင်းရုပ်သီးတောင်းအကုန်လုံးဟောတဲ့စား
မျိုးတွေစားခြင်းရတော့ ခိုင်ဆန်းလေး မဟင်းရောလေး ဟုတ်တယ်မုံလာဘူးလေးတွေအိုးဟိုဘက်ကအဲ့တော့ကြတယ်ကွာငါမ အားနေနေ အဲ့ဒါတော့ကြိတ်နေပြီလို့ အောင်ဟဲ့ အဲ့လိုပူထူပါလောက်တယ်လောက် စားရာ မြေတောင်ဝဲတယ် ပိုင်ပြီကောင်းဟဲ့ကျတော့ရုပ်စင်းရတော့ပိုင်မှု မဟုတ်ဘူးဟောနူးအောင်ချက်လိုက်တော့နူးအောင်အဲ့လိုကြီးပဲ မောင်လာဘူးဟင်းတို့ပြတယ်ဟုတ် အဲ့လိုဘူးလေကွတ်တီပဲကျွန်တော်စားကျင်နေတယ်ဘူး အားပါပိုင်တော့ဒါပြုံညော့ ဟုတ်ပြီစား မန် တကယ်ဟိုစားနေမှာနော်တကယ်စားလို့ကောင်းတာဒီလိုကိုင်းနေတယ် တန်တောင်စင်း ဟုတ်တယ်ယောအဲ့မုံတောင်စင်းစားရေဟုတ်ပြီမထမင်းအောင်ခတ်တယ်နေတဲ့လူကခတ်တယ်နေမယ်လှုပ်ထက်အာပဲယော ငပိတောင်းနေပါတယ်ဒီလက်ဆက်ဒီလိုမျိုးစားကျင်တယ်ဆိုလို့ချင်းဘယ်ကနေကိုမာလို့ရလဲငပိတောင်းဖုန်းနံပါတ်ဆက်သွယ်မယ်ဖုန်းနံပါတ် ကိုရဲ့ brother ကို ငပိတောင်းစားကျင် ဘယ်သူဟိုငပြီးတော့စားကြည့်တယ် 393561 ကြိုင်ပြီ မာလို့ရတယ် မာလို့ရနေပြီငပြီးတော့မာလို့ရနေပြီဒီမှာ တင်ရောက်ငွေချေ တရားဝင်ခြင်းနဲ့ငပြီးတော့ပိုးရမယ်လမ်းမှာသိုးဝိုင်းတော့မသိပါဘူးကဲအဲ့ဒါဆိုတော့ဥလောက်ဆိုလို့ရှိရင်ဘာပြောဟိုဒေတာလွှမ်းတဲ့လူတွေအာသာပြေတော့ပြီထင်တယ်ပေါ့ကျွန်တော်တို့လည်းဆက်ပြီးစားလိုက်အောင်တော့အကောင်းအောင်တရားမစားရဘူးဒီမှာအဲကြောင့်စားတယ်ကိုရိုက်ပြချင်တာကျွန်တော်အဲ့ဒါကြောင့်စုံနေကြည့်ပြီးတော့ကျေးဇူးပါဆက်စားလိုက်ပါဦး